ဆက်ပေးမဲ့သတင်းကတော့အေယာဝတီတိုင်းဒေသကြီးစိတ်သာမြို့နယ်တွင်အေယာဝတီမြစ်စိုးရင်မှတ်သို့ရောက်ရှိရန်တပိခန့်သာလိုတော်ကြောင်းကြိုတင်သတင်းပြုကြရန်သိပေးချက်ထုတ်ပြန်တဲ့သတင်းဖြစ်ပါတယ်။အေယာဝတီမြစ်သည်စိတ်သာမြို့နယ်တွင်စိုးရင်မှတ်အောက်တပိခန့်အလိုသို့ရောက်ရှိနေပြီးလာမည့်3ရက်တွင်စိုးရင်မှတ်သို့ရောက်ရှိနိုင်ကြောင်းယနေ့ဇူလိုင်လ28ရက်ညနေ4နာရီချိန်ထုတ်ပြန်ချက်အရသိရှိရပါတယ်။ယနေ့မွန်လ2နာရီခွဲအချိန်တွင်တော်ချက်မြတ်ရအေယာဝတီမြစ်သည်စိတ်သာမြို့၏စိုးရင်မှတ်အောက်တပိခန့်အလိုတွင်ရောက်ရှိနေပြီဖြစ်ကြောင်းမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့သတင်းထုတ်ပြန်ချက်အရသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းတစ်ပုဒ်ကတော့ပြင်မနာမြို့ရဲ့နောက်မြောက်ဘက်3မှတ်ခန့်ကော်တွင်အင်အား3.3အဆင့်ရှိငလျင်တစ်ခုလှုပ်ရှားခဲ့တဲ့သတင်းဖြစ်ပါတယ်။2026ခုနှစ်ဇူလိုင်လ28ရက်နေ့မြန်မာစံတော်ချိန်17:14မိနစ်15စက္ကန့်အချိန်တွင်နေပြည်တော်မြင်းကလင်စခန်းမှအရှိဘက်4မှတ်ခန့်ကော်ဝေးသောမြန်မာနိုင်ငံပြည်တွင်းပြင်မနာမြို့ရဲ့မြောက်ဘက်3မှတ်ခန့်ကော်တွင်အနက်17ကီလိုမီတာရှိဗဟိုပြုတ်အင်အား3.3အဆင့်ရှိအင်အားအနည်းငယ်ရှိမြင်းကလေးတစ်ခုလှုပ်ရှားသွားကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းတစ်ပုဒ်ကတော့စစ်စေးရေးကစစ်တကိတ်နဲ့ခင်မီရှာဖွေရေးစနစ်ဖြင့်အသုံးပြုစစ်ဆေးနေတဲ့ဆိုတဲ့သတင်းဖြစ်ပါတယ်။လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးရထားရှိတဲ့စစ်စေးရေးကစစ်တကိတ်မှာခင်မီရှာဖွေရေးစက်တွေအသုံးပြုပြီးစစ်ဆေးဆောင်ရွက်တာတွေလှုပ်ဆောင်နေတယ်လို့ပြည်ထောင်စုဝန်ကြီးဌာနဒုတိယဝန်ကြီးဗိုလ်ချုပ်မင်းသူကပြောပါတယ်။ဇူလိုင်လ29ရက်နေ့ကကျင်းပတဲ့တတိယကြိမ်မြို့သားလွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး22ရက်မြောက်နေ့မှာမကွေးတိုင်းဒေသကြီးမြို့သားလွှတ်တော်ကိုယ်စားလှယ်အမှတ်၄ဦးစွန်ရှင်မင်းရဲ့လုံခြုံရေးရထားရှိတဲ့စစ်ဆေးရေးဂိတ်တွေမှာလူနဲ့အားပြုစစ်ဆေးတာတွေနေပညာအသုံးပြုစစ်ဆေးတာတွေပြုလုပ်နိုင်မယ်ဆိုလို့ရှိရင်တားမြစ်ကွန်ပျူတာတွေဥပဒေနဲ့မလောက်ကွင်းသူတွေကိုပေါ်ထုတ်တားဆီးနိုင်မှာဖြစ်တာကြောင့်လုံခြုံရေးရထားရှိတဲ့စစ်ဆေးရေးဂိတ်တွေမှာနေပညာမြင့်စက်ကိရိယာတွေတပ်ဆင်ပေးဖို့အစီအစဉ်ရှိမရှိကြေပွင့်ပြမေးခွန်းမင်းမြတ်မှာဒုတိယဝန်ကြီးဗိုလ်ချုပ်မင်းသူကအခုလိုပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။စစ်ဆေးရေးစစ်တကိတ်မှာခင်မီရှာဖွေရေးစက်တွေတက်ဆင်အသုံးပြုကာစစ်ဆေးရှာဖွေနေတဲ့လုပ်ငန်းတွေကိုဆောင်ရွက်နေပြီးမူရစ်ဆေးဝါးလက်နက်ခေရနဲ့တရားမဝင်ကုန်စည်တွေကိုရှာဖွေဖော်ထုတ်ဖမ်းဆီးနိုင်ဖို့အတွက်ခင်မီရှာဖွေရေးစက်တွေတက်ဆင်ကာရှာဖွေစစ်ဆေးနေတယ်လို့ဒုတိယဝန်ကြီးဗိုလ်ချုပ်မင်းသူကပြောကြားခဲ့ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းတစ်ပုဒ်ကတော့မြန်မာတရုတ်မီဒီယာဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍဆောင်ပုံမှန်မြင့်တင်မယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မြန်မာတရုတ်နိုင်ငံခြားမီဒီယာဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကဏ္ဍဆောင်မှာခုထက်ပိုပြီးမြင့်တင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ပြန်ကြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးရည်တက်ကဇူလိုင်လ28ရက်ရန်ကုန်မြို့ပစိဖိတ်ဟိုတယ်မှာကျင်းပတဲ့2026ခုနှစ်မြန်မာတရုတ် Twin City မီဒီယာဖွံ့ဖြိုးနဲ့မြန်မာတရုတ်ယဉ်ကျေးမှုဖွံ့ဖြိုးရေးရေသက်တစ်ပတ်အစီအစဉ်မှာအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ခုကျင်းပတဲ့ဖွံ့ဖြိုးမှာနိုင်ငံမီဒီယာပူးပေါင်းဆောင်ရွက်မှုကိုတိုးမြင့်ပေးနိုင်မဲ့အခမ်းအနားတစ်ခုဖြစ်သလိုနိုင်ငံပြည်သူတွေကြားရှိကြည်ရင်းနှီးမှုတွေကိုခုထက်ပိုမိုခိုင်မြဲစေမဲ့အခွင့်အလမ်းကောင်းတစ်ခုဖြစ်တယ်လို့ဒုတိယဝန်ကြီးဦးရည်တင်ကပြောကြားခဲ့ပါတယ်။နိုင်ငံခြားမှာရုံးမြန်တဲ့စီစဉ်တွေပုံမထုတ်လွှင့်ပြသလာမှဆိုရင်နိုင်ငံပြည်သူရှိချင်းရှိကြည်ရင်းနှီးမှုနားလည်ရင်ကျွေးမှုတွေပုံမတိုးတက်ခိုင်မာလာမှာဖြစ်တယ်လို့လည်းဆိုပါတယ်။မြန်မာနဲ့တရုတ်သတင်းဖလှယ်ရေးဟာအခုမီဒီယာဖွံ့ဖြိုးကတစ်ဆက်ပုံမခိုင်မာပွင့်လင်းမြင်သာမှုရှိပြီးတော့သတင်းစီစဉ်မှုတွေပုံမကောင်းမွန်ရှုံးမွေးလာမယ်လို့ဇာရေးစရာဦးဟင်းလင်းကပြောကြားခဲ့ပါတယ်။နောက်ဆုံးတင်ဆက်ပေးမယ့်သတင်းတစ်ပုဒ်ကတော့ကယားပြည်နယ်တွင်9နှစ်ကျော်တက်တဲ့လွန်မော်တော်ယာဉ်နဲ့ဆိုင်ကယ်များကိုမှတ်ပုံတင်ခြင်းအပြင်လည်းဆောင်ရွက်ပေးတော့မယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ကယားပြည်နယ်တွင်9နှစ်ကျော်မှတ်ပုံတင်တက်တဲ့လွန်နေတဲ့မော်တော်ယာဉ်များနဲ့မော်တော်ဆိုင်ကယ်များကိုသတ်မှတ်ထောက်ထားများနဲ့တင်ပြလာပါကပြည်သူများအဆင်ပြေစေရေးနဲ့နေနာမှုမရှိစေရေးအတွက်ပြန်လည်မှတ်ပုံတင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပို့ဆောင်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးထွန်းလူကပြောကြားခဲ့ပါတယ်။တတိယအကြိမ်ပြည်သူ့လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး30ရက်မြောက်နေ့တွင်ဒီမော့ဆိုမြစ်ဆန္ဒနယ်မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်မော်မော်ခိုင်ဦးမော်ရွှေလော်ကွန်မြစ်ဆန္ဒနယ်အစား၏ကယားပြည်နယ်အတွင်းရှိ9နှစ်ကျော်တက်တဲ့လွန်မော်တော်ယာဉ်နဲ့ဆိုင်ကယ်များကိုလိုင်စင်တက်တဲ့ပြန်လည်တိုးမြင့်ပေးတဲ့ပတ်သက်၍မိခွန်းကိုပြန်လည်ဖြေကြားစဉ်ဒုတိယဝန်ကြီးကရင်းတို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ဒုတိယဝန်ကြီးပြောကြားချက်အရကယားပြည်နယ်တွင်မှတ်ပုံတင်ထားသည့်မော်တော်ယာဉ်2955စီးနဲ့မော်တော်ဆိုင်ကယ်29665စီးရှိပြီးစုစုပေါင်း32,420စီးနဲ့9နှစ်ကျော်တက်တဲ့လွန်နေသည့်ယာဉ်များကိုသက်ဆိုင်ရာထောက်ထားများနဲ့အညီစစ်ဆေးပြီးပြန်လည်မှတ်ပုံတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါတယ်။ Beautiful မြန်မာနေဦးစုသတင်းအေဂျင်စီကိုကျေးဇူးရတဲ့မိဖပြည်သူများစိတ်အေးချမ်းသာရှိကိုယ်အေးချမ်းသာရှိနဲ့ပြည့်စုံပြီးလိုရာဆန္ဒပြောကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။